ကျွန်တော်တို့ကခန္ဓာရကြားမဲတွေဖြစ်တယ်နော်ဘယ်ရှင်တွေမျိုးမှာပဲဖြစ်ဖြစ်ဘလို့အနေထားမျိုးမှာပဲဖြစ်ဖြစ်နောက်ဆုံးကောင်ပြောမယ်ကျွန်တော်တို့ကဘွားတွေလည်းဆွန့်ပစ်ခဲ့ပြီးသွားပြီအနာဂတ်တွေလည်းဆွန့်လွတ်ခဲ့ပြီးသွားပြီကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့တော့မဟုတ်ဘူးကျွန်တော်တို့မိသားစုတွေတော့မဟုတ်ဘူးကျွန်တော်တို့ရွာကျွန်တော်တို့မြို့တော့မဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းပြည်လုံးအတွက်အလုပ်လုပ်နေတာဖြစ်တယ်အဲ့တော့အားလုံးဆွလို့ပြီးသွားပြီကိုယ်အသက်ကိုယ်တော်ဆွလို့ပြီးသွားပြီဖြစ်တဲ့အတွက်ခင်ဗျားတို့အားလုံးဆုံးဖြတ်ပြတာဖို့လိုတယ်ဘယ်အခြေအနေမျိုးမှမဆိုဘယ်ပုံစံနဲ့ကိုမဆိုကျွန်တော်တို့တွေရှင်းသန်နိုင်ဖို့လိုတယ်
အဲ့ဒီတော့ကျွန်တော်တို့အပင်မဲ့ခံနိုင်တဲ့အများစုကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတွေမှာအားနေကြတာတွေရှိကောင်းရှိတယ်ဘယ်ဘက်ကဆန်းဆန်းကျွန်တော်တို့ကလက်မထောင်နိုင်တဲ့အနေအထားမှာဖြစ်နေရအဲ့ဒါကျွန်တော်တို့ပဲကျွန်တော်တို့ကြားပဲရဘယ်အချိန်တွေမှာပဲဖြစ်ဘယ်အခက်အခဲတွေမှာပဲဖြစ်ကျွန်တော်တို့ကအပြစ်ပြတဲ့အနေနဲ့ရှင်းတန်နိုင်ရရှင်ရဲစမရပြမှာခင်ဗျားတို့မိဘတွေခင်ဗျားတို့ချစ်သူကြီးသားတွေဒူမခင်ဗျားတို့နဲ့တူရှိပေးနိုင်မှာမဟုတ်ဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့အနာဂတ်နောက်တက်လာမယ့်မျိုးဆက်တွေအတွက်ကျွန်တော်တို့လုပ်နေရဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ခုကနေရမဆွဲတော့ဇွဲနဲ့ကျွန်တော်တို့အကောင်းဆုံးချိုးသားမှရမယ်စိတ်ဓာတ်တွေပြတ်သားနေဖို့လိုတယ်အကောင်းဆုံးရှေ့ဆက်သွားနိုင်လို့ဆိုရင်ခုချိန်ကနေကကျွန်တော်တို့ခင်ဗျားတို့ရဲ့စိတ်တွေကိုကတ်ထန်မာကြောထားပါကျွန်တော်တို့ကဘောပေါက်လားကောင်းဆုံးချိုးရမယ်နော်ကျွန်တော်တို့ဒီနိုင်ရကိုကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်တို့နေရင်းချင်းနဲ့ငါတို့လူချင်းနဲ့လွတ်လပ်ရေးငါတို့လူချင်းနဲ့ဒီလိုစီကိုငါတို့တန်ပေးပါဆိုပြီးငါတို့လက်သုံးချောင်းထောင်ပြီးတောင်းခဲ့ပြီးတော့တောင်းလို့မရတော့ငါတို့တိုက်ယူပဲပွဲဖြစ်တယ်အဲ့ဒါကျွန်တော်မြေလာတော့စိတ်တွေကတော့ဒီကောင်လေးအာနာရှင်စနစ်အတော်လုံးမြင့်တက်မှငါတို့တွေနိုင်ကန်တဲ့လွတ်လပ်မှုရမယ်ဆိုတော့မှတ်တာပါအာနာရှင်ကိုမယုံကြည်ပါနဲ့ကျွန်တော်တို့တွေတိုက်ယူလာရမယ်အားလုံးအိမ်ပြန်ခြင်းနဲ့ကျွန်တော်ပါဝင်အိမ်ပြန်ခြင်းကျွန်တော်တို့အိမ်ပြန်နိုင်အောင်လုပ်နေအများကြီးကြိုးစားဖို့လိုတယ်ကျွန်တော်တို့ရဲ့ဒီပန်းတွေပဲကျွန်တော်တို့ပြုထည့်မယ်ကြာဆုံးသွားတဲ့ကျွန်တော်တို့ရဲဝါတွေအတွက်တမိုင်းကိုကျွန်တော်တို့ဆိုတာကျွန်တော်တို့ရေးဖို့မယ်ကျွန်တော်တို့တမိုင်းကိုဒီမိုင်းရေးဖို့လို့မရအောင်တမိုင်းရေးလို့ရစစ်နိုင်တဲ့လူပဲတမိုင်းရေးလို့ရတာကျွန်တော်တို့ဘလောက်ပဲအမှန်တရားတွေလုပ်ခဲ့ဘလောက်ပဲကြိုးစားခဲ့စစ်မနိုင်အဲ့တမိုင်းကိုရေးလို့မရအောင်အဲ့တော့တမိုင်းရေးဖို့အတွက်ကျွန်တော်တို့အားလုံးစစ်နိုင်အောင်တိုက်မယ်ခင်ဗျားတို့ရေရလားအားကြတော့ကျွန်တော်တို့ဒီအနာဂတ်ပြည်မှာကြောင်းလို့စစ်တိုက်တယ်ရန်သူကသူတို့အတွက်ပြည်မှာကြောင်းလို့စစ်တိုက်တယ်စစ်တိုက်ပုံကဘူးတော့ကျွန်တော်တို့အတက်ကိုပြေးပြီးသွားပြီကျွန်တော်တို့နောက်လာတဲ့အနာဂတ်မျိုးဆက်တွေအတွက်နောက်လာမယ့်မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့နိုင်ငံဖြစ်ဖို့ကျွန်တော်တို့ခင်ဗျားတို့မှာအများကြီးမှုတည်တယ်အဲ့ဒီကြောင့်မလို့ခင်ဗျားတို့ကတော့အနာဂတ်ပြည်မှာကြောက်ပါအသက်ကလူတိုင်းသိရတယ်မယ်ဖျားနာလို့သိပါလားကားတိုက်ပြီးသိပါလားစစ်မတိုင်ကသိနေလူတွေမနေဘူးပဲမြန်မာနိုင်ငံမှာကဘာမှလည်းစစ်ပြီးတွေမနေဘူးပဲအဲ့တော့တနေ့တရားမဲ့လူသားချင်းတူကျွန်တော်တို့ရမယ်တရားအတွက်အနာဂတ်တွေပဲတိုက်ပွဲဝင်မယ်ခင်ဗျားတို့အားရသိပြနာပါလို့ကျွန်တော်ဒီနေရာပြောနေတယ်မဆက်လိုက်ရှိလားအတော်တော်ရဲ့ပြန်တယ်ဒီမှာလည်းပြန်တော့ဟုတ်တယ်နော်โอเคကောင်းဆုံးနဲ့ကျွန်တော်တို့တွေအိမ်ပြန်နိုင်ပါလေလို့ဒီနေရာလေးပြီးဆုတောင်းပေးလိုက်ပါတယ်ဒီနေ့နဲ့ဆိုင်ခဲ့ရတဲ့ခင်ဗျားတို့ဆွေမျိုးတွေထားโอเคကျွန်တော်ပြောနေတာတော့ပဲအားလုံးကိုကျေးဇူးတင်တယ်နော်
တို့တော်လည်းနိုင်ကိုနိုင်ရမည်